လူတိုင်းကမင်းကိုပြောပြမှာမဟုတ်တဲ့အမှန်တရားတစ်ခုရှိတယ်။အဲ့ဒါကတော့မင်းဒုက္ခရောက်နေတဲ့အချိန်တွေမှာဘယ်သူမှမင်းကိုလာခဲ့မှာမဟုတ်ဘူးဆိုတာပဲ။မင်းရဲ့မိဘတွေကတောင်မင်းနာအမြဲရှိမနေနိုင်ကြဘူး။မင်းရဲ့ချစ်လာပါရဲ့ဆိုတဲ့သူငယ်ချင်းတွေဆိုအချိန်ကြာလာတာနဲ့အမျှဝေးသွားနိုင်တယ်။တချို့အချိန်တွေမှာမင်းတယောက်တည်းပဲရုန်းကန်ရမယ်။ဘယ်သူမှမင်းခံစားချက်ကိုအပြည့်အဝမနားလည်နိုင်ဘူး။မင်းကြုံရမယ်ဒုက္ခတွေကိုမင်းပဲခံရမယ်။ဒါကြောင့်မင်းကိုယ်တိုင်ပဲကိုကယ်တင်ရမယ်။တခြားသူတွေကိုစောင့်နေရင်အချိန်တွေကုန်သွားမယ်။အခွင့်အရေးတွေပျောက်သွားမယ်။လူတွေကမင်းအောင်မြင်ချိန်မှာပဲလာပြီးချီးကျူးမယ်။ဒါပေမဲ့မင်းကြရှုံးနေချိန်မှာတော့မမြင်ချင်ယောင်ဆောင်သွားကြလိမ့်မယ်။တခါတလေမင်းကိုမယုံကြည်တဲ့သူတွေထက်မင်းကိုမင်းမယုံကြည်တာကပိုပြီးအနေရကြီးတယ်။မင်းကိုကယ်တင်နိုင်တဲ့အရာအခွင့်အရေးမဟုတ်ဘူး။ကံကောင်းခြင်းမဟုတ်ဘူး။မင်းရဲ့ဆုံးဖြတ်ချက်တွေပါပဲ။ဒီနေ့မှာမင်းဘဝကိုပြောင်းလဲပေးနိုင်တဲ့သူမင်းကိုယ်တိုင်ပဲဆိုတာမင်းသဘောပေါက်လာမယ်။အဲ့ဒီနေ့မရောက်ခင်ဒီနေ့ကစပြီးမင်းကိုမင်းခံနိုင်ရရှိအောင်ကြိုးစားပါ။မင်းမပြောင်းလဲဘူးဆိုရင်မင်းဘဝလည်းမပြောင်းလဲဘူး။ဒါကြောင့်တခြားသူကိုအားကိုးမျှော်လင့်နေတာကိုရက်ပြီးမိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့စတင်လိုက်ပါ